ကြောင်မမွေးနဲ့ယောဂကုမယ်ကြောင်မွေးတွေကယောဂဖြစ်မယ်ဒါတွေကလူကြီးတွေအထူးသဖြင့်ပညာနဲ့အလန်းဝေးတဲ့လူတွေပြောလေးရှိကြတဲ့စကားတွေပါဆိုတော့ကြောင်မွေးတာဟာလူတွေကိုယောဂကူးစေနိုင်လားကြောင်မွေးတွေကအန္တရာယ်ရှိလားဆိုတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်တကယ်တော့ကြောင်လေးတွေခွေးလေးတွေကနေကူးစက်နိုင်တဲ့ယောဂတချို့ရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုဆိုရင်တော့ zoonotic disease တိရစ္ဆာန်ကနေလူကိုကူးနိုင်တဲ့ယောဂတွေလို့ခေါ်ပါတယ်ဒါပေမဲ့ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်မှာကြောင်ကနေယောဂကူးစက်နိုင်ခြင်းကအတော်လေးနည်းပါတယ်အများစုကလည်းကြောင်လေးတွေကိုကန်ယုံအတူအိတ်ယုံနဲ့ကူးတာမဟုတ်ပါဘူးအဓိကဘလို့အခြေအနေတွေမှာကူးနိုင်လဲနံပါတ်1ကြောင်ကုတ်ခြင်းကိုက်ခြင်းကြောင်ကုတ်တိုင်းကိုက်တိုင်းလည်းကူးတာမဟုတ်ပါဘူးကြောင်လေးတွေမှာယောဂပိုးရှိတဲ့ဘက်တီးရီးယားဗိုင်းရပ်စ်သူ့လက်သေးတွေမှာအညစ်အကြေးတွေတွေ့ကပ်နေချိန်မှာကုတ်လိုက်မှယောဂကူးနိုင်တာပါဆိုတော့ကုတ်ခံရတိုင်းဒဏ်ရာကိုစက်ပြာနဲ့တေချာချက်ချင်းဆေးပေးတာကာကွယ်ဆေးပုံမှန်ထိုးပြီးကြောင်လေးတွေကိုယောဂကူးနိုင်ခြင်းကနေကာကွယ်တာတွေကကျွန်တော်တို့လူတွေကိုကူးစက်နိုင်ခြင်းအများကြီးနဲပါတယ်နံပါတ်2ကတော့ကြောင်မစင်ကနေကူးစက်တတ်တဲ့ယောဂဒါကကျွန်တော်တို့လူသိအများဆုံးယောဂလို့ခေါ်တဲ့ toxoplasmosis ပါဒါကလည်းကြောင်ကိုကင်လိုက်ရုံနဲ့ကူးတာမဟုတ်ပါဘူးယောဂပိုးရှိတဲ့ကြောင်မစင်သို့မဟုတ်မြေကြီးကိုကင်မိပြီးလက်မဆေးပဲပါဇက်တွေဝင်သွားမှကူးနိုင်တာပါတကယ်တော့ toxoplasmosis ကကျွန်တော်တို့ဘာဘီကျူးတွေကိုမကြက်တကြက်တေချာမဆေးကြောပဲစားတဲ့အသားငါးဟင်းဒီဟင်းရွက်တွေကလည်းကူးနိုင်ပါတယ်နံပါတ်3ကတော့အရေပြားကနေကူးတဲ့မှုယောဂပါ ringworm လို့ခေါ်တဲ့အရေပြားမှုရှိတဲ့ကြောင်ကိုကျွန်တော်တို့ထိတွေ့လိုက်ရင်လူကိုကူးနိုင်ပါတယ်ဒီယောဂပိုးကမှုရှိတဲ့ကြောင်လေးတွေအထူးသဖြင့်လမ်းမေးကြောင်လေးတွေကနေကူးစက်တတ်ပါတယ်အကောင်းဆုံးကလမ်းမေးမှာကြောင်လေးတွေခွေးလေးတွေကင်ပြီးရင်အယ်ကိုဟောဂျယ်နဲ့ပိုးတက်တာလက်အမြန်ဆေးတာလုပ်တင်ပါတယ်အိမ်ကကြောင်လေးတွေကိုလည်းအရေပြားဂုတ်ပေါ်ပိုးတက်တဲ့ဆေးကိုဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း3လတစ်ကြိမ်6လတစ်ကြိမ်ချပေးတင်ပါတယ်နံပါတ်4ကတန်ကောင်နဲ့အခြားပိုးမွှားတွေပါဆိုတော့အပြင်ပေးထွက်တဲ့ကြောင်လေးတွေအသားစိမ်းငါးစိမ်းစားတဲ့ကြောင်တွေကြွက်ငှက်ပိုးမွှားတွေခုတ်တဲ့ကြောင်လေးတွေပုံမှန်တန်မချတဲ့ကြောင်လေးတွေရဲ့မစင်ကနေတန်ဥနဲ့တချို့အစာအိမ်ယောဂပိုးယောဂတွေကူးနိုင်ပါတယ်ဒါကြောင့်တန်ချပေးတာ litter box ကိုနေ့စဉ်တန်ရှင်းလုပ်ပေးတာတပတ်တစ်ခါတေချာဆေးကြောပေးတာတွေကအရေးကြီးပါတယ်ဒါဆိုကြောင်မွေးတွေရောအန္တရာယ်ရှိလားကြောင်မွေးကိုယ်တိုင်ကယောဂပိုးမဟုတ်ပါဘူးဗျမတည့်တဲ့လူကိုခါနဲတဲ့လူတွေမှာနှာချေတာမျက်စိရာတာပန်းနိုင်ချက်ဖြစ်တာတွေကလည်းကြောင်မွေးတွေကနေဓာတ်ရိုက်ဖြစ်တာမဟုတ်ပဲကြောင်လေးတွေရဲ့တွေအရေပြားကနေထွက်တဲ့အမှုန့်လေးတွေကအမွှေးမှာကပ်ပြီးလေထဲပါလာတာကြောင့် allergy ဖြစ်တာပါဒါဆိုကြောင်မွေးတာလုံးဝအန္တရာယ်မရှိဘူးလားအဲ့လိုလည်းမဟုတ်ဘူးဗျကြောင်ကိုယ်တိုင်ကယောဂပိုးမဟုတ်ပေမဲ့သူတို့ကနေတဆင်ယောဂပိုးတွေပါလာနိုင်တတ်ပါတယ်ဆိုတော့အန္တရာယ်ကိုရှော့ချဖို့ကလည်းမခက်ပါဘူးကြောင်ကိုပုံမှန်ကာကွယ်ဆေးထိုးပေးတာတန်ကြဆေးတွေပုံမှန်ပေးတာ litter box ကိုနေ့စဉ်တန်ရှင်းရေးလုပ်ပေးတာတန်ရှင်းပြီးတိုင်းကြောင်ကုတ်ခံရတိုင်းအကိုက်ခံရတိုင်းလက်ဆေးတာအသားစိမ်းငါးစိမ်းတွေမကျွေးတာဖျားနာနေမကောင်းဖြစ်ရင်ကြောင်လေးကိုဆေးကန်းပြပြီးဆရာဝန်နဲ့တိုင်ပင်တာကိုဝင်ဆောင်တဲ့ကလေးတငယ်နဲ့ကိုခါနဲသူတွေကကြောင်မစင်ကိုတန်ရှင်းမလုပ်ပဲရှောင်းနိုင်ရှောင်းတာစတာတွေလုပ်တင်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကကြောင်တွေကလူကိုယောဂကူးစက်နိုင်ခြင်းလုံးဝမရှိတာတော့မဟုတ်ပါဘူးဒါပေမဲ့ကြောင်တကောင်ကိုကြမ်းကြမ်းမာမာနဲ့စနစ်တကျမွေးမယ်အခြေခံတန်ရှင်းလုပ်ပေးမယ်ဆိုရင်ပုံမှန်လူတစ်ယောက်အတွက်ကူးနိုင်ခြင်းအလွန်နည်းပါတယ်ကြောင်တွေကိုကြောက်ဖို့မလိုပါဘူးနားလည်မှုရှိရှိတာဝန်ယူမှုရှိရှိနဲ့မွေးတတ်ဖို့ပဲလိုတာပါ